Hello အားလုံးမင်္ဂလာပါပြန်လဲကြိုဆိုပါရခင်ဗျာကျွန်တော်ဂေခုတ်လိုက်ပါပြီဆိုတော့ပုံမှန်လိုပဲကျွန်တော်ရဲ့ပွဲလေးတွေချက်ပြောရအောင်ဆိုတော့ကျွန်တော်လာမယ့်တောက်ကြနေ့ April 3 ရက်နေ့မှာတန့်စင်တဲ့ဟာလင်းအောင်ပွဲရှိပါတယ်ဆိုတော့အဲ့ဒီပွဲနှစ်ပွဲတည်းဟာကျွန်တော်ဒီနေ့တော့တန့်စင်ရဲ့ပွဲအကြောင်းလေးကိုကျွန်တော်ပြောပေးခြင်းပါတယ်ဆိုတော့တန့်စင်ကကျွန်တော်မကြာခဏကျွန်တော် post မှာတင်ဖြစ်ပါတယ် Facebook မှာเนาะကျွန်တော်အနိုင်ရစေခြင်းဆုံးကစားသမားတွေမှာသူ့ပါပါတယ်သူပါတခြားသူတွေတော့အလောက်မရှိပါဘူးသူပါအတိကဘာလို့ဆိုတော့သူရှုံးတာကအခု၄ပွဲဆက်ရှုံးပြီဗျာအဲ့တော့သူကပထမ2ပွဲနိုင်တဲ့အခါမှာမြန်မာနိုင်ငံမှာတော်တော်နာမည်ကြီးခဲ့တာနော်တဟုန်ထုံးကိုနာမည်ကြီးလာတယ်ထခဲရူနဲ့ပွဲမှာလည်း okay သေးတယ်ဘာလို့ဆိုတော့အဲ့ဒါ kickboxing ပွဲကိုသူkickboxing ကဘယ်တော့မှသူမထုတ်ခဲ့ဘူးလေအဲ့ဒါသူရဲ့ပထမဆုံးပွဲပဲပထမဆုံး kickboxing ပွဲမှာတကယ် kickboxing legendတော့ထခဲရူဆိုတာက one of the best now one of the best in the world ပြောလို့ရတယ် kickboxing legend ဗျာအဲ့ဒါနဲ့ထိုးရတယ်အဲ့ဒါတော့မှသူ့ကိုလဲကြအောင်နောက်တော့ကြအောင်ထိုးနိုင်တယ်ဆိုတော့တန်းစင်ဆိုပြီးတော့အကုန်လုံးဖြစ်ကြတာဗောနော်ဒါပေမဲ့ဆိုတော့ကမကောင်းကျင်တော့ဗျာသူရှုံးပွဲ၄ပွဲစတိုက်အဲ့ဒီတကယ်လို့ပွဲပြီးတာနဲ့Surian leg ပြီးရင် King Sang leg ပြီးရင် Kumpunoi ပေါ့နော်အဲ့ဒီ3ယောက်နောက်တဲ့3ယောက်ကိုရှုံးတော့ဟိုပရိသတ်တရဲ့ဝေဖန်မှုကလည်းတော်တော်ကြီးမြင့်တက်တယ်ဝေဖန်တာလည်းအတိုင်းတာတစ်ခုထိတော့လက်ခံလို့ရပါတယ်ဝေဖန်လို့ရပါတယ်ဘာလို့ဆိုကိုအားပေးတဲ့ပုံကိုအားပေးတဲ့သူဆိုတော့ရှုံးရင်ပြောလို့ရတယ်ဝေဖန်လို့ရတယ်ဒါပေမဲ့တချို့ကကြတော့လေဝေဖန်တာထက်ကိုကြောင်းလွန်ပြီးတော့တိုက်ခိုက်တာပေါ့နော်တိုက်ခိုက်တဲ့သူတွေမုန်းတီးတဲ့သူတွေပါအများကြီးရှိလာတာတွေ့ရတယ်ကျွန်တော်တင်တယ်အခုသူ့ရဲ့အပေါ်ယံ break တက်တွေပေါ့နော်ရေပေါ်စီ break တက်တွေပဲဆိုရအောင်เนาะမရှိတော့လောက်ဘူးတင်တယ်အခုကတော့သူ့တကယ်အားပေးတဲ့သူ့တကယ်နိုင်စီခြင်းတဲ့သူတွေပဲသူ့ကိုအားပေးတော့မယ်ထင်တယ်အချိန်တွေက၄ပွဲဆက်ဆိုတော့အဲ့လိုအချိန်လေးမဲ့ရှိမှထင်တာပဲဟုတ်ပြီဒါပါဆိုတော့တန်းစင်တော့ကတော့ပွဲတိုင်းကမဖြစ်မနေနိုင်ရမယ်ပွဲပါဘလို့မှသူထက်ရှုံးလို့မဖြစ်ပါဘူးသူနဲ့အခုတွေ့မဲ့သူကဂျရာချိုင်ကလုံးဝပြောစရာမရှိတဲ့သူဗျာဆိုတော့ match maker တွေကိုကျွန်တော်တခါလေးစဉ်းစားတာပါကျွန်တော်တော့1နဲ့ပတ်သက်အဲ့လောက်ထဲဝင်မသိပါဘူးဆိုတော့ match making လုပ်တဲ့သူတွေကိုကျွန်တော်တခါလေးစဉ်းစားတာတန်းစင်ကတော်တော်ကြီးကိုပွဲကကြက်တယ်ပထမ2ပွဲပဲခြောင်တာပထမ2ပွဲခြောင်တဲ့သူ KO နဲ့နိုင်လိုက်တယ်ပြီးရင်ထခဲရိုနဲ့ပွဲဗျာနော်ဘလုံးမှကျွန်တော်အိမ်မက်မှာတော့မမဲ့ရဲမဲ့အချိန်တွေမျိုးဗျာအဲ့ဒါရေးလာတယ်အခွင့်အရေးကတော့တကယ် special ပဲလာတော့သူလက်ခံတယ် okay ကောင်းတယ်အခွင့်အရေးဆိုတော့ once in a lifetime အခွင့်အရေးမျိုးဗျာအဲ့လိုဆိုတော့ဘယ်သူမှဆိုတာလက်ခံပါပဲလေလက်ခံပါရှုံးရင်လည်းရှုံးမရှိဘူးဆိုတော့သူကတော့အဲ့မှာအများကြီးတော့ရလိုက်ပါသေးတယ်သူထခဲရိုလဲကြအောင်ထုတ်ပြီးတော့မှဂုံနေအများကြီးရပါတယ်ဒါပေမဲ့အဲ့နောက်ပွဲမှာ King Sang Surian leg နဲ့တွေ့တယ် Surian leg ဆိုတာလည်းကျွန်တော်သိတဲ့အတိုင်းเนาะရှုံးမလို့နဲ့ပေတေနဲ့နိုင်သွားတယ်သူမာချက်ကကျွန်တော်ကျွဲနဲ့နှိုင်းရမလားဘာနဲ့နှိုင်းရမလဲတော့မသိတော့သူရဲ့မာချက်ကတော်တော်ကြီးကိုအသေးဆွဲကောင်းတာမာတာပြောတာမဟုတ်ဘူးเนาะအဲ့ဒီလူကိုကမာတာလူကိုကအဲ့ဒီ tough ဖြစ်တာအသေးဆွဲလဲကောင်းတယ်သူကဆိုSurian leg ဆိုတကယ်135မှာသူ skill အရင်ကောင်းတာမဟုတ်เนาะအရင်မကောင်းပေမဲ့ဟိုနိုင်ပွဲများတယ်သူရှုံးခဲ့ရင်တော့မှလုံးဝချင်းသက်စရာကောင်းလောက်တဲ့ performance မျိုးအများတန်းရှိရသူဗျာလုံးဝပရိသတ်ကိုစိတ်ပြည့်စေတဲ့ performance မျိုးသူ့မှာလုံးဝမရှိဘူးလုံးဝအရှုံးမပေးတဲ့သူမျိုးဗျာဆိုသူ့ကိုရှုံးတာပရမဂျီမှာသူ့ကိုလည်း finish လောက်ခါနေပါပဲပရမဂျီမှာပွဲသိမ်းခါနေအဲ့ဒီအချိန်တွေကနေ second round မှာเนาะအဲ့ဒါတော့မှ knock out မဟုတ်ဘူးဆိုတော့3ခါလဲတာပေါ့3ခါလဲတော့ technical knock out ဖြစ်သွားတာပေါ့ဆိုတော့သူ့ကိုလည်းရှုံးတယ်ဆိုတော့ပြောရရင်သူ့ရဲ့ performance ကအရင်ညံ့ဖျင်းနေတာမျိုးမဟုတ်ဘူးဗျာအဲ့ဒီပွဲမှာလဲဟိုတချို့ဝေဖန်တဲ့သူတွေပြောတာတော့သူကအသေးဆွဲနေတာပေါ့ကွာအဲ့လိုမျိုးနဲ့သူရှုံးတယ်ပါညာပေါ့ပြီးရင်သူ့ရဲ့နောက်ဆုံးပွဲဖြစ်တဲ့နောက်ဆုံးပွဲမဟုတ်ပါဘူး King Sang leg နဲ့ရှိသေးတယ် King Sang leg နဲ့ပွဲကတော့ပြိတ္တပြောအများဆုံးဖြစ်လိမ့်မယ်တဲ့ပရမချီမာတင်ပုံကနေဆိုလဲသွားတာဒါပေမဲ့သူလုံးဝချက်ချင်းမကြောက်အောင်တော့သူပြန်ထတယ်2ကြိမ်လားမသိဘူးပြန်ထသေးတယ်ဆိုတော့အဲ့မှာတန်းစီရဲ့ toughness ပေါ့နော်သူ့ရဲ့အဲ့ဒီမာကြောမို့ခန္ဓာကိုယ်မာကြောမို့ကျွန်တော်တို့တော်တော်ချီးကျူးတယ်ပထမကန်ချက်ဆိုဗျာပြန်ထနိုင်စရာအကြောင်းမရှိတာ King Sang leg ရဲ့ကန်ချက်က King Sang leg ကတကယ်ကို technical fighter နော်တကယ်ကို nizne ကောင်းပြီးတော့ power တော်တော်ကောင်းတဲ့သူဟိုနေ့က your like pet နဲ့ဆိုတာလေ your like pet ကပေတေးပြီးတော့ကိုနော်ကတ်ကိုလုံးဝမကြအောင်ကားပြီးတော့အဲ့ drown နေနဲ့ကိုသူဖြိုသွားတာသူလည်းခံရတာပဲ your like pet လည်းခံရတာပဲဒါဆိုလို့ချင်းက King Sang leg ဆိုတာတကယ်ကိုကောင်းတဲ့သူတကယ် technical fighter ဗျာ technician ပြောလို့ရတယ် nizne သမားဆို King Sang leg ကိုရှုံးတာကြတော့သူရှုံးတာကိုလူတွေအပြစ်တင်တာနဲ့တယ်ဒါပေမဲ့သူရှုံးတဲ့ပုံစံကိုအပြစ်တင်တာများတယ်
ဆိုပထမမိနစ်ဖြစ်မလား second minute ဖြစ်မလားမသိဘူးเนาะအဲ့မှာဖြစ်သွားတာဆိုတော့တော်တော်ကိုပြောစရာဖြစ်ခဲ့တယ်အပြောများခဲ့တယ်အပြင်နောက်ဆုံးကတော့ကျွန်တော်သိတဲ့အတိုင်း component ပေါ့ component နဲ့ဆိုကျွန်တော်ဘလို့မှမျောလင်းချက်မရှိတာတကယ်ကျွန်တော်ရဲ့ပွဲကြိုသုံးသက်ချက်မှာကျွန်တော်တက်စင်နိုင်ဖို့အရန်ရကတော့နဲတယ်လို့ကျွန်တော်ပြောခဲ့မယ်ထင်တယ်ဘာလို့ဆို component ဆိုတာကတကယ်ကိုနေစနစ်လည်းကောင်းတယ် power လည်းကောင်းတယ်မာကုံလည်းကောင်းတယ်ဗျာတိုက်စစ်လည်းကောင်းတယ်ခန်းစစ်လည်းကောင်းတယ်သူအရန် elite level ကောင်းနေရလားဆိုတော့အလောက်လည်းဝေးမဟုတ်ပေမဲ့တော်ကိုကောင်းတဲ့သူ section ကသူ့လောက်မကောင်း section ဆိုတာက component နဲ့ဆိုင်ကျွန်တော်ရက်ကွက်ကစားသမားပြောလို့ရတယ်ဗျာသူ့အကူထက်အများကြီးကောင်းတဲ့သူဆိုတော့တက်စီက component ကိုဘလို့မှရှင်းနိုင်မယ်လို့ကျွန်တော်မထင်ခဲ့တာဒါကျွန်တော်ရိုးသားပြောတာเนาะကျွန်တော်ရိုးသားကျွန်တော်ဝန်ခံတာဒါပေမဲ့ component နဲ့ပွဲမှာသူအများကြီးလုပ်ပြသွားတယ်ဆိုတော့သူဒီတုံးချီသွားတာတခုတည်းပဲမဟုတ်ဘူးသူ့ကိုကောင်းကောင်းရှင်းနိုင်တယ်ဗျာ Prima G ဆိုရင်Prima G ဆိုလုံးဝသူကိုပဲ second round လည်း okay တယ်ဆိုတော့ component ကတော့တာတာဟုတ်တယ်အဲ့ဒီခြေကန်ချက်တွေနဲ့ component အဲ့ဒီကန်ချက်နဲ့သူ့ကိုအနိုင်ရတာဒါပေမဲ့ exchange တော့မလုပ်ဘူးဆိုတော့ဘယ်လိုပဲပြောတန်းစရာ power ရှိတယ်အဲ့ဒီ left hook က power ရှိတယ် okay ဒါဆိုရင်သူတို့ရဲ့ tail of the tape ကိုတစ်ချက်ကြည့်ကြအောင်ကျတော့ chai ကတော့ session နဲ့ပဲရှိပါသေးတယ်အရက်က9ပေ17เนาะ135တန်းရဲ့ Nabil လို့ပြောအောင်ပါပေါ့သူ့ရဲ့ပွဲ record က84ပွဲနိုင်25ပွဲရှုံးပါဆိုတော့84ပွဲအနိုင်ရပါတယ်ဆိုတော့သူ့ရဲ့ experience ကမနှဲဘူးအများကြီးပဲအသက်18ဆိုပြီးမှအခုမှ1မှာလာတာဆိုပြီးမှ1မှာ3ပွဲမြောက်ပေါ့နော်အခု2ပွဲထိုးထားပြီး1မှာတော့1 record ကတော့2ပွဲထိုးတယ်ရှုံးပွဲမရှိဘူး2ပွဲလုံး KO နဲ့နိုင်တယ်ဒါပေမဲ့တစ်ချိန်တော့သူနောက်တောင်းခံရပါတယ်ဆိုတော့1မှာ2ပွဲပဲထိုးသေးတယ်ဆိုပြီးမှသူ့ရဲ့ experience ကမနှဲဘူးပွဲပေါင်း69ပွဲထိုးပြီးပွဲ100နီးပါးထိုးတယ်သူ့ရဲ့ပြိုင်ဘက်တွေကိုကျွန်တော်ကြည့်မယ်ဆိုရင် Sunpet ဆိုတဲ့တယောက်ကတော့တော်တော်ကောင်းတဲ့သူပါသူနဲ့မထိုးခင်မှာအသက်ကလည်း25ပဲရှိသေးတယ်သူ့ရဲ့ပြိုင်ဘက်လေဆိုတော့ကျွန်တော် Chaya သူ့ကိုဒူးပြန်နဲ့လှလှပပကို KO လုတ်သွားတာပါဆိုတော့အဲ့တယောက်က Sunpet ဆိုတဲ့သူ့ရဲ့ပြိုင်ဘက်ကသူ့ရဲ့နောက်ဆုံးပြိုင်ဘက်ပေါ့နော် January 30ရက်နေ့မှာထိုးတာအသက်25ပဲရှိသေးတယ်သူ့ရဲ့အကောင်းဆုံးအချိန်ဗျာဘာမှကျွန်တော်စင်ကြေပေးစရာမရှိဘူးဒီတယောက်ကဘာဖြစ်လို့သူ့နိုင်တာပါပြောစရာလုံးဝမရှိဘူးတော်တော်ကို record လက်ကောင်းတယ်9ပွဲရှုံးတယ်သူနဲ့မထုတ်ခင်မှာဆို9ပွဲရှုံး sorry 9ပွဲနိုင်2ပွဲရှုံး2ပွဲ KO နဲ့နိုင်လာပါတယ်ဆိုတော့1မှာအလောက် record ဆိုတော်တော်ကောင်းပြီဆိုတော့သူ့ကိုပလာလာပပနိုင်တာပါတယ်ပြီးရင်သူ့ရဲ့ prima ပွဲပေါ့နော်1ပွဲဥထွက်ကတော့ Pet Wangin ဖြစ်ပါတယ်သူလည်းပွဲဥထွက်ကစားသမားပါပဲဆိုတော့သူ့ကိုတော့နိုင်သွားတယ်ဆိုတော့ Chai ကတော်တော်ကိုကောင်းတယ်ပြောစရာမရှိသလောက်ကိုကောင်းပါတယ်ဟုတ်ပြီတန့်စင်ကိုကျွန်တော်ကြည့်အောင်တန့်စင်ရဲ့ကိုကြီးရဲ့ချက်လက်ပေါ့နော်အသက်က22နှစ်ပြည့်မဲ့အရက်က9ပေ6သူ့ရဲ့ပွဲ record က9ပွဲ26ပွဲရှိမယ်ရှုံးတာက14ပွဲရှိမယ်ဒါက1 Friday Fights 81ပေါ့နော်ထက်ခဲရုံနဲ့သူနဲ့ထိုးတဲ့ပွဲကအချက်လက်ကိုကျွန်တော်ယူတာပါဆိုတော့အဲ့နောက်ပွဲမှာသူကျွန်တော်တည်တယ်4ပွဲရှုံးတယ်ထက်ခဲရုံနဲ့မထိုးခင်မှာဆိုတော့ထက်ခဲရုံနဲ့ပွဲလဲပါတယ်4ပွဲရှုံးတယ်အဲ့မှာတော့26-10လို့ရေးတယ်9ပွဲ26ပွဲရှုံးပွဲ10ပွဲလို့ရေးတယ်4ထက်ရင်26ပွဲနိုင်14ပွဲရှုံးဖြစ်ပါလိမ့်မယ်1မှာတော့ကျွန်တော်သိတဲ့အတိုင်း2ပွဲနိုင်တယ်4ပွဲရှုံးတယ်2ပွဲကိုအဲ့ဒီနိုင်တဲ့2ပွဲကို KO နဲ့နိုင်ထားတယ်ရှုံးတဲ့4ပွဲတည်းက3ပွဲကို KO နဲ့ရှုံးထားပါတယ်ဟုတ်ပြီဆိုတော့သူ့ရဲ့တန်ဘက်တွေကိုကျွန်တော်ကြည့်အောင်သူ့ရဲ့တန်ဘက်တွေတကယ်အလန်းစားတွေပါနော်အစောနောက်လည်းကျွန်တော်အသေးစိတ်နေပါပြောပြီးသွားပြီဆိုတော့အများကြီးတော့မပြောတော့ဘူးထက်ခဲရရှိမယ်component ရှိမယ် king sang leg ရှိမယ် surian leg ရှိမယ်လုံးဝဆရာကြီးတွေပဲသူရှုံးတဲ့အဲ့ဒီ၄ယောက်အကုန်လုံးကဆရာကြီးတွေပဲဟုတ်ပြီသူတို့ရဲ့အားတာချက်အားနဲ့ချက်ကိုကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်ဒီ Chai ရဲ့အားတာချက်ကတော့အရက်ပါအရက်ရပြီးရင် rich သူရဲ့ rich ကကျွန်တော်ခံမရရင်ကျွန်တော်ရှားလို့မတွေ့ဘူးဒါပေမဲ့ခံမရရင်သူအရက်9ပေ7 135မှာထုံးနေတဲ့သူဆိုတော့82 83ဝန်းကျင်ရှိမယ်ဗျာ83လက်မလောက်ရှိမယ်အပြင်အတွေ့အကြုံကတန်းစင်ထက်အများကြီးတာပါလေကျွန်တော်ခုနပြောပါတယ်ပွဲပေါင်း69ပွဲဗျာ69ပွဲအခုဒါသူ့ရဲ့100မြောက်ပွဲ100မြောက်ပေါ့နော်အပြင်သူကအဲ့ဒီဒူးပြန်တော်ကောင်းတယ် high knee ပေါ့နော် flying knee တော့မဟုတ်ဘူး high knee ပြီးလို့ရှိရင်သူကကန်ချက်တွေကောင်းတယ်လက်တီးလည်းကောင်းတာပဲဒီတယောက်ကတော်ကောင်းတာနော်အဲ့ဒီဒူးတိုက်တာကအများကြီးသူမသုံးပေမဲ့သုံးလို့ရှိရင်တော်ထိရောက်တယ်အဲ့ဒူးနိုင်ထားတဲ့နှစ်ပွဲကိုအဲ့ဒီဒူးနဲ့ပဲနိုင်တာနော်ဒူးတိုက်ချက်နဲ့ပဲအလဲထိုးတာဆိုတော့တော်ကိုအဲ့ဒီဒူးတိုက်တဲ့ဥစ္စာကိုဂရုစိုက်ရမှာနော်သူရဲ့အားနဲ့ချက်ဆိုရင်ရှင်းပြောရရင်အဲ့ဒီသူ့ရဲ့နှစ်ပွဲကိုကြည့်တာပေါ့နော်နိုင်တဲ့နှစ်ပွဲပဲဖြစ်နေတဲ့အတွက်ပြောစရာအလောက်မရှိဘူးသူတစ်ချက်တော့အဲ့ဒီ gem နဲ့လေအဲ့ဒီဒီဘဲလက် gem နဲ့ရင်ထောက်လက်တင်းနဲ့ရင်သူတစ်ချက်ကြတယ်
တစ်ခေါက်ပေါ့နော်ဒါတော့သူနည်းနည်း off balance ဖြစ်တာလည်းပါရင်ပါမှာပေါ့အဲ့လောက်ကြီး power ရှိတဲ့မဟုတ်ဒါပေမဲ့သူကြတယ်နောက်တောင်းကျသွားတာပေါ့နော်တစ်ခေါက်ဆိုတော့အားနဲ့ချက်လို့ပြောရင်အဲ့ဒီတစ်ခုကိုသွားကြည့်ပြီးတော့ပြောမယ်ဆိုရင် तू ကဟိုဒီမီးရောမခိုင်ဘူးလို့ပြောရမလားဒါပေမဲ့အဲ့ဒီတစ်ခုတည်းဆိုတော့လည်းပြောလို့မရဘူးပြီးရင် तू အထိနာတာမျိုးဘာညာလည်းမဟုတ်ဘူးလဲပြီးတော့ဒီတိုင်း AC ပဲပြန်ထားတာဆိုတော့ပြောရတော့ခက်တယ်ဆိုတော့ဒီတယောက်ကတော်တော်ကောင်းတယ်သူပါဒီတိုက်စစ်လည်းကောင်းတယ်တိုက်စစ်တော်တော်ကောင်းတယ်နော်တိုက်စစ်ကောင်းတယ်ခန်းစစ်ကတော့အဲ့လောက်မမြင်ရအောင်ဘာလို့ဆိုတော့လူတွေကသူ့ပြန်ဘက်တွေကသူအဲ့လောက် attack လုပ်တာမရှိဘူးအပြီးလို့ရှိရင်အရက်မြင့်တဲ့အတွက်ဒီ body နဲ့အားနဲ့ချက်ရှိမလားပေါ့သူ့ရဲ့ body ခိုင်မာမှုဒါမသိအောင်เนาะကျွန်တော်မေးခွန်းထုတ်ကြည့်တာပြီးလို့ရှိရင်သူ့ရဲ့ခြေတွေကိုကန်တဲ့သူမရှိပါဘူးသူအရက်အများကြီးတာနေတော့မရှိပါဘူးပြီးလို့ရှိရင်သူ့ရဲ့အသေးတို့ဇွဲတို့ကျွန်တော်တို့မမြင်ရအောင်ဆိုတော့အဲ့ဒါလေးနည်းနည်းမေးစရာပေါ့နော်ပြီးလို့ရှိရင်တန့်စင်ကိုကျွန်တော်တစ်ချက်ကြည့်အောင်တန့်စင်ရဲ့အားသာချက်ကတော့ကျွန်တော်တည်တယ် low kick เนาะသူ့ရဲ့ပြန်ဘက်တွေတော်တော်များများကြောက်တာလဲအဲ့ဒီ low kick ပဲအပြီးရင်သူ high kick ကမရှိဘူးเนาะ high kick မရှိဘူး push kick မရှိဘူးအဲ့ low kick တခုတော့တော်တော်ကောင်းတယ်ဒါပေမဲ့သူများတွေအရန်ဂျုံမှန်းလို့ရမယ်ဂျိုတင်တိနေတဲ့အကွက်မျိုးကတော့မဖြစ်သင့်ဘူးပေါ့နော်သူတွေတိနေပြီဆိုရင်သူနည်းနည်းပါတော့ဒီပုံစံပြောင်းအောင်ပါပေါ့နော်အဲ့ဒါလေးတခုရှိမယ် low kick ကသူတော်တော်ကောင်းတယ်ပြီးရင် power ရှိတယ်တန်းစင်ကအဲ့ဒီအထူးဖြစ်အဲ့ဒီသူ့ရဲ့ left hook ပေါ့နော်ဘယ် white လည်းတီးရတော်တော် power ရှိတယ်ပြီးလို့ရှိရင် speed လည်းကောင်းတယ်တော့ဒီတရားက speed ကောင်းတယ်မြန်တယ်သူ့ရဲ့အားနည်းချက်ဆိုရင်တော်တော်များများပြောတာတော့သူကတဲဆွဲနေတယ်ပေါ့ဗျာဒါကသူ့ရဲ့အတွေ့အကြုံကြောင့်လည်းဖြစ်မယ်အတွေ့အကြုံအဲ့လောက်မများသေးဘူးလို့ပြောလို့ရတယ်နော်ဆိုတော့ညီမရိုးရလက်ဝဲမှာပွဲဘယ်နှပွဲထိုးထားလဲကျွန်တော်မသိဘူးဒါပေမဲ့ဒီတော်တော်များများတီးတဲ့သူတွေပြောတာပေါ့နော်သူအဲ့လောက်ကြီးလုံလောက်တဲ့အတွေ့အကြုံညီမလက်ဝဲမှာမရှိသေးဘူးဆိုတာကိုသိရတယ်ဆိုတော့အဲ့ဒီတစ်ခုရှိမယ်အတွေ့အကြုံပေါ့ဗျာအတွေ့အကြုံဆိုတော့အခုသူနဲ့ထိုးမဲ့သူကလည်းအသက်တာငယ်တာသူထက်ပွဲအရေးအတွက်ကတော်တော်များတယ်ဆိုတော့အဲ့ဒါလေးရှိမယ်ပြီးရင်ပြီးလို့ရှိရင်နောက်တစ်ခုကတော့ patience ပေါ့နော်စိတ်မရှိတာသူပွဲတိုင်းမှာသူစိတ်မရှိတာများတယ်ဒါပေမဲ့ကျွန်တော်သူ့ရဲ့နောက်ဆုံးပွဲကိုကျွန်တော်သဘောကျတဲ့အကြောင်းရင်းကကွန်ပနွေနဲ့ကစားတဲ့ပွဲမှာသူတော်တော်စိတ်ရှိတာတွေ့ရတယ်အပြောင်းလဲတော်တော်များများလဲတွေ့ရတယ်လုံးဝမလောတာတွေ့ရတယ်မလောဘူးပြီးရင်အလဲထိုးဖို့အတွက်ပဲဟိုယူမူရှာနေတာမျိုးလည်းမတွေ့ရဘူးဆိုတော့အဲ့ဒီဥစ္စာတော့လုံးဝကောင်းတဲ့လက္ခဏာပေါ့နော်โอเคဆိုတော့သူတို့ဘယ်လိုနိုင်ရမလဲချစ်ကြည့်အောင်တန်းစင်နေနဲ့နိုင်မယ်ဆိုရင်နိုင်ဖို့ဆိုရင်ကျွန်တော် laptop ကိုသုံးစေချင်တယ်ဘယ်ဝိုက်လဲတီးနော်ဘယ်ဝိုက်လဲတီး तू ကအရက်မြင့်တယ်ဟုတ်တယ်မိဖို့မလွယ်ဘူးဒါပေမဲ့ဆိုတော့ तू အဝင်ကိုဖတ်ရမှာပေါ့ तू ရဲ့အဝင်ကိုဘယ်လိုဝင်လဲဘယ်နာဝင်လာလို့ရှိရင်ဘယ်နာပွင့်လဲအဲ့ဒါလေးတော့ तू ပရမချီမှာကြည့်ရမယ်ကြည့်ပြီးတော့lap hook ကိုတွားခိုင်းကြည့်လိုက် lap hook ကတော့တော်တော်အလုပ်ဖြစ်မယ်ထင်တယ်သူ့ကိုကြားစီတဲ့နောက်တော့ကြားစီတဲ့ဥစ္စာလည်းအဲ့ဒီ lap jab ပဲ hook တောင်မဟုတ်ဘူး jabဆိုတော့အဲ့ဒီဥစ္စာလေးအသုံးပြုစေချင်တယ်ပြီးရင် low kick เนาะသူ့ရဲ့အားသာချက်ဖြစ်တဲ့ low kick ကိုပြန်သုံးစေချင်တယ်ဒါပေမဲ့ low kick ကန်တဲ့အခါမှာမလဲလိုက်နဲ့လဲတာကမကောင်းဘူးလဲလို့ရှိရင်နည်းနည်းဒီဘက်ရိုင်လို့ရှိရင်သူတို့ကဒီလိုမျိုးရှောင်ပြီးတော့ဒီကိုကြောကိုပြန်ကန်လိမ့်ရှိတယ်အဲ့ဒါအမှတ်မရအောင်သူတို့ကတော်တော်အမှတ်ရမှာဆိုတော့အဲ့ဒါကလုံးဝကိုအမှတ်မရစေတဲ့အကွက်မျိုးပေါ့အဲ့တော့ဒီမလှည့်မိစေခန္ဓာကိုယ်မလှည့်မိစေနဲ့ပေါ့အဲ့ဒီတခုရှိမယ်ဒါသူတို့တိပြီးသားပါပဲเนาะဒါကိုချင်းတဲ့ဥစ္စာပြစ်လို့တာပြောရတာပါအဓိကတော့ low kick ကိုကျွန်တော်သုံးစေချင်တယ်ပြီးလို့ရှိရင်လက်တီးပေါ့နော်ဘယ် white လက်တီးကိုသုံးစေချင်တယ်ဟုတ်ပြီကျွန်တော် chat အတွက်နိုင်ဖို့ဆိုရင်သူအပုံမှန်ကစားသလိုပဲကစားအခုအထိသူကစားတဲ့ပုံစံနဲ့ကစားရင်သူ့မှာနိုင်ဖို့လမ်းကြောင်းကပုံများတယ်ဗျာကျွန်တော်ပြောရရင်ဆိုတော့ဒီပွဲကိုသူတို့ match maker တွေကဘလို့စိတ်မျိုးနဲ့ဘလို့ရည်ရွယ်ချက်မျိုးနဲ့လောက်ကြလဲတော့မသိဘူးကျွန်တော်ကြည့်မယ်ဆိုရင်တက်စင်တော့ကလုံးဝမလွယ်ဘူးဗျာသလားမလွယ်ဘူးပြန်ဘက်ကလုံးဝ KO သမားဗျာလုံးဝ KO artist ပြောလို့ရတယ်ပြီးလို့ရှိရင်သူ့ရဲ့ကိုယ်ထဲရပြောမယ်ဆိုရင်လည်းတန်းစင်နဲ့ဘာမှမဆိုင်ဘူးတန်းစင်ကသူ့ရဲ့အကောင်အသေးဆုံးလို့တော့ပြောလို့ရမလားမသိဘူးအရက်အနှိမ့်ဆုံးအရက်အပူဆုံးပေါ့ဗျာတော့9ပေ6သူ့ရဲ့ငကိုပြန်ဘက်2ယောက်က9ပေ10ပါဆိုတော့တန်းစင်ကတော့အပူဆုံးဖြစ်ပါဘူးဆိုတော့သူမနိုင်စရာလမ်းကြောင်းမရှိဘူးမနိုင်စရာအကြောင်းမရှိဘူးကျရချိုင်းရှုံးစရာလမ်းကြောင်းမရှိဘူးဗျာဆိုတော့သူတို့ဒီလိုမျိုးအဲ့လိုမျိုးပဲကြည့်ပြီးတော့သူ့ကိုစင်တင်ခြင်းလို့ဖန်တီးပေးတယ်လို့တော့ပြောမလို့ဖြစ်နေတယ်ဆိုတော့သူ့ရဲ့အရှိရနှစ်ပွဲကိုလည်း KO နဲ့နိုင်ပြီးတော့မှ bonus ယူထားတယ်အခုတန်းစီအောင်လည်း KO နဲ့နိုင်ပြီးတော့ bonus ယူပြီးတော့သူ contract ရမယ်ဘာညာပေါ့နော်မဟုတ်လည်း contract မဟုတ်ရင်တော့မှတော်တော်ကြီးကိုနာမည်ရပါဆိုတော့အဲ့လိုမျိုးအခင်းချင်းပဲမြင်နေရတယ်တဲ့လားအဲ့တော့တန်းစီအနေနဲ့ဘာမှအခွင့်အရေးမရှိဘူးလားဆိုရင် no absolutely not လုံးဝမဟုတ်အဲ့လိုပြောချင်တာမဟုတ်ဒါပေမဲ့နိုင်ဖို့လမ်းကြောင်းကကျရချိုင်ကနိုင်ဖို့လမ်းကြောင်းပုံများနေတယ်သူအခင်းချင်းကလည်းအဲ့လိုကိုခင်းချင်းထားတာရှင်းပြောမယ်ဗျာအဲ့လိုပဲခင်းချင်းထားတာဆိုတော့တန်းစင်အနေနဲ့အဲ့ဒီမထင်မှတ်ထားတဲ့ KO ရဖို့ပဲလမ်းကြောင်းရှိပါမယ်အမှတ်နဲ့နိုင်ဖို့ကတော့ကျွန်တော်သိတဲ့အတိုင်းတော်တော်ကိုခက်ခဲတယ်
ကိုရီရဲ့စနစ်ကြောင့်လည်းဖြစ်တယ်အတိကဒီကအမှတ်ပေးတိုင်းတွေရဲ့ပတ်လိုက်မှုလည်းအများကြီးပါလာပေါ့နော်ဒါရှင်းရှင်းမပြောရအောင်ပတ်လိုက်မှုလည်းအများကြီးရှိတယ်ဆိုတော့ထိုင်းနဲ့ကစားတယ်ဆိုရင်သူတို့တော့အများကြီးပြောမှာပေါ့အိုးမွေထိုင်းမှာငါတို့ဒီလိုပဲအမှတ်ပေးတာဒါပေမဲ့ဝမ်းမှာအမှတ်ပေးစနစ်ကရှိတာပဲအဲ့ဒီဥစ္စာကျွန်တော်တည်တံ့ဗီဒီယိုတည်တဲ့လောက်ပေါ့နော်လုပ်ဖို့ရှိပါတယ်ဆိုတော့သူတို့ပေးခြင်းတဲ့သူပေးတဲ့ပွဲတွေလည်းအများကြီးရှိပါတယ်အဲ့တော့အမှတ်ပေးရအောင်တော့တန့်စင်ဘလို့မှနိုင်ဖို့လမ်းကြောင်းမရှိပါဘူးအဲ့တော့တန့်စင်အနေနဲ့လုံးဝဒီ risk ယူပြီးတော့စွန့်စားပြီးတော့အလဲထုတ်ဖို့ဆိုရင်မဖြစ်နိုင်ဘူးလားဆိုတော့ဒါဖြစ်နိုင်တယ်ဆိုတော့အခင်းချင်းကတော့အဲ့လိုရှိတယ်လို့ကျွန်တော်မြင်ပါတယ်ဒါကျွန်တော်မြင်ပါဆိုတော့တန့်စင်အနေနဲ့မလွယ်ဘူးဒါပေမဲ့ခုနပြောလို့လုံးဝအရက်စွန့်ပြီးတော့ထိုးမယ်ဆိုရင်ဒီတယောက်ကိုသူအသားလေးတော့ဖြစ်သွားနိုင်တယ်ပြောလို့မရအောင်အဲ့တော့လောလောဆယ်တော့တန့်စင်နိုင်ဖို့လမ်းကြောင်းအရန်နေတယ်အဲ့လိုပဲကျွန်တော်ဆိုချင်တယ်နော်ဆိုတော့တန့်စင်ကလုံးဝစိတ်ဓာတ်ပိုင်းဆိုင်ရာအနေဆုံးရောက်နေတဲ့အချိန်ပြဆိုတော့အဲ့လိုမျိုးအချိန်မျိုးမှာဒီလိုမျိုးအနေရရှိတဲ့ကစားသမားကိုသူဘယ်လိုရင်ဆိုင်မလဲတန့်စင်ရဲ့ game plan ရောတန့်စင်ရဲ့အသေးရောဆွဲရောမြင်ရမယ်ပွဲပေါ့ဗျာနော်အဲ့လိုပဲခေါ်ရအောင်ဆိုတော့အတန်းစင်အကောင်းဆုံးဆန္ဒပြုပါတယ် all the best နော် all the best တန်းစင်အနိုင်ရပါစေလို့ပဲကျွန်တော်ဆန္ဒပြုပေးပါတယ်စပုံမှန်လိုပဲကစားခြင်းတဲ့ညီကိုတွေ SPO ထပ်မှာကစားလို့ရပါတယ်ကျွန်တော် promo code ကတော့ PTOP ဖြစ်ပါတယ်အခုဒီမှာပြထားတဲ့ဘာနံပါတ်ကိုဆက်သွယ်ပြီးတော့ account ဖွင့်လို့ရတယ်လို့ပုံမှန်လိုပဲကျွန်တော်ရဲ့ Telegram မှာအသေးစိတ်ရှိပါတယ်ကျွန်တော်ဒီ video ရဲ့ description မှာ Telegram link ကိုချပေးပါမယ်အဆုံးထိကြည့်ရှုရတဲ့ကျေးဇူးတင်ပါတယ် take care good night